လူထုကောင်းဆောင်ဒေါ်ဆက်စွကြီးဟာဒီကနေ့မှာရန်ကုန်မြို့စိတ်မေရီကက်သလစ်ခရစ်ယာန်ဘုရားရှိခိုးကျောင်းတော်ကြီးရဲ့နှစ်တရာပြည့်ဂျူဘီလီပွဲတော်ပိတ်ပွဲအခမ်းအနားကိုတက်ရောက်ခဲ့ပါတယ်ဒီခမ်းနားမှာဒီဇင်ဘာလ9ရက်နေ့ကမြန်မာနိုင်ငံကိုရောက်ရှိလာတဲ့ဗာတီကန်ပုပ်ရဟန်းမင်းကြီးဘန်နီဒစ်ရဲ့အထူးကိုယ်စားလှယ်ကာဒီနယ်တန်နရိုရက်ဖေးလီမာဒီနိုဟာဒေါ်ဆော့စစ်ကြီးကိုကြိုဆိုနှုတ်ဆက်ခဲ့ပါတယ်။စိတ်မေရီကက်သလစ်ခရစ်ယာန်ဘုရားရှိခိုးကျောင်းမှာပြုလုပ်တဲ့ဒီပိတ်ပွဲအခမ်းအနားမှာပုပ်ရဟန်းမင်းကြီးဘန်နီဒစ်ရဲ့အထူးတန်ဝလာကိုဖတ်ကြားသွားခဲ့ပါတယ်။ဒီဂျူဘီလီပွဲတော်ကိုပြီးခဲ့တဲ့နိုဝင်ဘာလ29ရက်နေ့ကတည်းကစတင်ပြီးဒီဇင်ဘာလ10ရက်နေ့အထိ10ရက်တိုင်တိုင်ကျင်းပခဲ့တာဖြစ်ပါတယ်။စိတ်မေရီကက်သလစ်ဘုရားကျောင်းကိုလွန်ခဲ့တဲ့နှစ်ပေါင်း100လောက်ကတည်းကပြည်내နိုင်ငံသာသနာပြုဘုန်းတော်ကြီးတွေတည်ထောင်ခဲ့တာလို့လည်းသိရပါတယ်ခင်ဗျာ။